ဒါဝရိန္ဒနတ်ပြည်ကနတ်တွေတော်တော်များများလူပုံကိုတန်ဖိုးထားတယ်နတ်ပြည်ကသေတော့မယ်ဆိုလို့ရှိရင်ဝိုင်းပြီးတော့အားပေးကြတယ်တငယ်ချင်းစိတ်ကူးမလွဲနဲ့မင်းသူဂတိဘုံကိုသွားသူဂတိဘုံလို့ခေါ်တာလူဘုံလို့တော့မခေါ်ဘူးသူတို့သူဂတိဆိုတာချမ်းသာဒုက္ခတွေရနိုင်တဲ့နေရာတဲ့ချမ်းသာဒုက္ခရတဲ့ဘုံကိုသွားလို့ဒီလိုပြောတယ်အဲ့ဒီရောက်ပြီးလို့ရှိရင်တဲ့မင်းအကောင်းဆုံးလတ်လာပါတစ်ခုကိုရအောင်ယူတဲ့အဲ့ဒီလတ်လာပါကိုခိုင်ခိုင်မာမာကိုယ့်ကိုယ်တဏ္ဍာမှာစောင့်တည်ပါလို့ဒီစကားသုံးခုနဲ့သေတော့မဲ့နတ်ကိုမှားကြတယ်တငယ်ချင်းအပေါင်းအသင်းတွေဝိုင်းပြီးအားပေးတာမင်းဘာမှမစိုးရိမ်နဲ့အဲ့ဒီသာသွားစိတ်ကအဲ့ဒီသာညွတ်တာအဲ့ဒီရောက်သွားလို့ရှိရင်မင်းအကောင်းဆုံးအရာကိုရအောင်ယူပြီးရင်အဲ့ဒီအကောင်းဆုံးအရာပေါ်မှာမင်းခိုင်ခိုင်မြဲမြဲဖြစ်အောင်လုပ်ဒီလိုပြောတော့အဲ့တော့သူဂတိဘုံဆိုတာဘယ်ဘုံလုံးလို့ဆိုမြတ်စွာဘုရားနတ်တွေကသူဂတိဘုံလို့ခေါ်တာတခြားမဟုတ်ဘူးတဲ့လူပြည်ကိုခေါ်တာတဲ့အကောင်းဆုံးအရာတစ်ခုကိုရအောင်ယူဆိုတာတခြားပြောတာမဟုတ်ဘူးတဲ့ကံကံဤကျိုးကိုယုံကြည်တဲ့တရားတရားကိုပြောတာတဲ့နော်တရားတရားပေါ်မှာခိုင်ခိုင်မာမာဆောက်တည်ရမယ်ဆိုတာလေဒီတရားတရားကိုပြောတာဒါကြောင့်မို့လူပြည်သွားတရားရအောင်ယူတရားဖြစ်ပြီးခိုင်ခိုင်မာမာလုပ်ပြီးကုသိုလ်တွေပြုပြီးရင်ဒုနတ်ပြည်ကိုပြန်လာခဲ့ဒီလိုဆိုလိုတာနော်